အသင်းတွင်းစီးလုံးမှုအတွက်နေမပေါ်ပြတ်သားတဲ့စီကန်းချက်တွေထုတ်ပြန်လိုက်တဲ့အန်စလော့တီဘရာဇီးလက်ရွေးစင်အသင်းရဲ့နီးပြဖြစ်သူအန်စလော့တီကလာမယ့်ကမ္ဘာဖလားပြိုင်ပွဲအတွက်ကျဲဝင်းတိုက်စစ်မှုနေမာကိုလူစင်းနဲ့ထည့်သွင်းရွေးချယ်ခဲ့ပေမဲ့အသင်းတွင်းစီကန်းပိုင်းနဲ့ပတ်သက်လို့ပြတ်သားတဲ့ကန့်သက်ချက်တချို့ကိုထုတ်ပြန်လိုက်ပါတယ်။အသက်34နှစ်အရွယ်ရှိပြီဖြစ်တဲ့နေမာကဥရောပမြေကနေထွက်ခွာခဲ့ပြီးကလေးကဒဏ်ရာပြဿနာတွေပြင်ပလူနေမှုဘဝကိုပုံမှုဦးစားပေးခဲ့တာကြောင့်ကစားသမားဘဝနေဝင်ချိန်စောစီးစွာရုန်းကန်နေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီကကမ္ဘာဖလားဝင်ခွင့်မျှော်လင့်ချက်နဲ့မိခင်ကလပ်ဆန်ဒိုစ်အသင်းစီကိုပြောင်းရွှေ့ခဲ့ပေမဲ့ဒဏ်ရာတွေကဆက်လက်နှိမ့်ဆက်နေသေးပဲဖြစ်ပါတယ်။အမှန်တော့နီးပြအန်စလော့တီအနေနဲ့ခြေစွမ်းနဲ့ကြမ်းခိုင်မှုပိုင်းရောကျနေတဲ့နေမှာကိုအသင်းမှာချန်လက်ထားဖို့အထိစီစဉ်ခဲ့ဘူးပေမဲ့ဘရာဇီးဘောလုံးအပွဲချုပ်နဲ့စပွန်ဆာကုမ္ပဏီတွေရဲ့ဖိအားပေးမှုတွေကြောင့်သာလူစင်းတွေကိုထည့်သွင်းခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာကမ္ဘာဖလားပြိုင်ပွဲစတင်မှုတဲ့တပတ်ကျော်လောက်သာလူတော့တဲ့အချိန်မှာနီမာဟာတကောက်ကျော်ဒဏ်ရာကနေပြီးတော့အပြည့်အဝတက်တာခြင်းမရှိသေးပါဘူး။ဒါကြောင့်မလို့နီးပြဖြစ်သူကအသင်းအတွင်းမှာကစားသမားတဦးချင်းစီကြောင့်စီးလုံးမှုမပြိုကွဲစေဖို့အတွက်နေမပေါ်မှာအထူးစည်းကမ်းချက်တွေထုတ်ပြန်ပြီးထိန်းချောင်းလိုက်တာပဲဖြစ်ပါတယ်။အဆိုပါစည်းကမ်းချက်တွေကပထမဆုံးအနေနဲ့ပြည်မလူနေမှုမှာအချိန်ကုန်တက်တဲ့နေမကိုပြိုင်ပွဲကာလအတွင်းဆိုရှယ်မီဒီယာအသုံးပြုခွင့်လုံးဝပိတ်ပင်ထားပါတယ်။ဒုတိယချက်အနေနဲ့ဒဏ်ရာရုန်းကန်နေရတဲ့နေမကိုအသင်းကောင်းဆောင်လက်ပတ်လုံးဝပေးရမှာမဟုတ်သလိုတတိယချက်ဖြစ်ကြန့်ခိုင်မှုပိုင်းရပုံမှန်ပွဲထွက်ခွင့်ပေးမှာမဟုတ်ဘဲမိနစ်ပိုင်းလောက်သာလူစားလဲအသုံးပြုသွားမှာဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့အသင်းမှာနာမည်ကြီးနေမှာဆိုပြီးတော့ဘလို့အခွင့်အရေးခံစနစ်မျိုးမှရှိလာမှာမဟုတ်ကြောင်းပြက်သားသားသတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။